အားလုံးပဲမင်္ဂလာပါဒီခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်နဲ့သုံးနေတဲ့ Kiki ရဲ့ skincare set ကလေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဗောနော်ပထမအဆုံးအနေနဲ့ဒါကတော့ Kiki ရဲ့အသားဖြူ coffee နှင်းဆက်ပြလေးပါသူဟာတက်လိုက်တဲ့အခါမှာဆိုလို့ရှိရင် coffee နံတင်းတင်းလေးနဲ့အသားရည်တွေကိုလည်းချုံမှုညင်ညာစေပြီးတော့အရေးပြပဿနာတွေကိုလည်းဖြည့်ရှင်းပေးနိုင်တဲ့ဆက်ပြလေးဖြစ်တယ်ဗောနော်နောက်တစ်ခုကတော့ Kiki ရဲ့တိုနာလေးပေါ့ဒီတိုနာလေးကတော့သူကပန်းပေါင်းရင်းနဲ့ထုတ်လုပ်ထားပြီးတဲ့အခါမှာနှင်းစီပေါင်းခိုင်ရင်းနဲ့ပြုလုပ်ထားတဲ့အတွက်ကြောင့်မို့လို့အသားရည်အတွက်ပို့ပြီးတော့ထိရောက်စေတဲ့အသားရည်အတွက်ကောင်းချိုးပြုတဲ့ဓာတ်တွေလည်းပါဝင်တယ်အကိုဟောင်းပါတဲ့အတွက်ကြောင့်မို့လို့သုံးရတာလည်းအရန်ကိုအဆင်ပြေတဲ့တိုနာလေးဖြစ်ပါတယ်နော်တိုနာလေးကအရင်လည်းကောင်းပါတယ်နောက်တစ်ခုကတော့ Kiki ရဲ့ brightening gel လေးပေါ့နော်လူကြိုက်လည်းများနေတယ်ပြီးတဲ့အခါမှာသူက wet ချန်နဲ့ wet ချန်ကြောင့်ဖြစ်တဲ့အမာရွတ်တွေကိုလည်းသူကပျောက်ကင်းစေတယ်နှစ်ပတ်အတွင်းမှာအသည့်တတာနဲ့ပျောက်ကင်းစေတဲ့အတွက်ကြောင့်မို့လို့လူကြိုက်လည်းများတယ်မျက်နှာရဲ့ရည်ဓာတ်တွေကိုလည်းဖြည့်ပေးပြီးတော့တဘာဝပါဝင်ပစ္စည်း29မျိုးနဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့မျက်နှာအတွက်အကောင်အရန်ကိုအကျိုးရှိတဲ့ဒီ brightening gel လေးဖြစ်တယ်ပေါ့နော် moisture gel လေးပေါ့နောက်တစ်ခုကကြတော့မဖြစ်မနေ skin care တွေမှာအသုံးပြုတဲ့ဒီ Kiki ရဲ့အဆန်း cream လေးဖြစ်ပါရပေါ့နော်ဒီနေက cream လေးကဆိုလို့ရှိရင်တော့ဒီဖုန်းတွေနေအောင်ကြီးတွေကနေလာတဲ့ blue ray တွေမကောင်းတဲ့ရောင်ကြီးတွေကိုလည်းကာကွယ်ပေးတယ်ပြီးတဲ့အခါမှာမျက်နှာအသားရည်ကိုလည်းပုံမကောင်းမွန်စေပြီးတော့တင်းထိတ်တွေအမဲဆက်တွေတွေကိုလည်းပျောက်ကင်းစေတဲ့အတွက်ကြောင့်မလို့အရန်သုံးရတာအဆင်ပြေတယ်ပေါ့နော် FPA ကလည်း 50 ပါတဲ့အတွက်ကြောင့်မလို့အရန်ကိုပဲအသုံးပြုလို့အဆင်ပြေတဲ့ဒီsun cream လေးဖြစ်ပါတယ်သုံးဖို့အတွက်လည်းအကြံပြုချင်ပါတယ်နော်